Adidas Luxury Flagship Phone တစ်လုံးကိုရှာနေရဆိုလို့ရှိရင်နော် Oppo ကနေနောက်ဆုံးထွက်ရှိထားတဲ့ Oppo Find X9 Ultra မှာ Global Phone လေးကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးပါခင်ဗျာအခုကျွန်တော်လက်ထဲကိုရောက်ရှိနေတဲ့ဖုန်းလေးတွေက Oppo ကနောက်ဆုံးထွက်ရှိထားတဲ့ Oppo Find X9 Ultra မှာ RAM 12512နဲ့ Official Global Version လေးတွေဖြစ်တယ်သူကနောက်ဆုံးပြကျွန်တော်တို့ဒီ smartphone industry မှာနောက်ဆုံးထွက်ထားတဲ့ specification တွေအားလုံးကိုစုပြုံပြီးထည့်ပေးရတဲ့ device တစ်ခုဆိုရင်လည်းမမားဘူး camera battery display material เนาะအကုန်လုံးကိုကျွန်တော်တို့လုံးဝ high end luxury ဆိုတာတွေကိုပဲသုံးမိထားတယ် battery မှာဆိုလို့ရှိရင်9050 mAh silicon carbon battery နဲ့ 100W charging ကိုသုံးမိထားတယ်CPU က Snapdragon 8 Elite Gen 5 ကိုသုံးမိထားပြီးတော့ကင်မရာမှာဆိုလည်းကျွန်တော်တို့ Hasselblad နဲ့တော်တော်ကြီးကိုကောင်းတဲ့ကင်မရာကိုသုံးမိထားတယ် display မှာဆိုရင် LTP ကို AMOLED ကိုကျွန်တော်တို့ 1B color 144Hz ထိသုံးမိထားတယ် body material မှာဆိုလို့ရှိရင်အနောက်ကကျွန်တော်တို့ leather ဖြစ်ပြီးတော့လုံးဝလက်ရမထင်တဲ့ texture ကိုသုံးမိထားတော့တော်တော်လေးကိုမိုက်တယ်တော်တော်လေးကင်သုံးရတာမိုက်တဲ့ဖုန်းတစ်လုံးကိုပြောရင်မမားဘူးဒီလိုမျိုးကျွန်တော်တို့လက်ရှိ high end ဖုန်းတွေကိုကျွန်တော်တို့တနေရာထဲမှာရွေးချယ်ပြီးဝယ်ယူခြင်းနဲ့တနေရာထဲမှာစိတ်တိုင်းကြရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကြောင်မြောင်းသေးမှာရှိတယ်ကျွန်တော်တို့ဝေယံ mobile shop ကိုလှမ်းခဲ့ပါမိတ်ဆွေတို့မှာရှိတဲ့ဖုန်းတွေနဲ့အလဲအထက်အယောင်းဝယ်ကိုတနေရာထဲမှာကျွန်တော်တို့ပြုလုပ်ပေးပြီးတော့ Netway customer များကိုလည်းစိတ်အေးချမ်းသာဝယ်ယူအားပေးလို့ရအောင်လူကြီးမင်းတို့ကြိုက်နေတဲ့ရအမြန်ချုပ်ပုံများနဲ့ပို့ဆောင်ပေးပါတယ်ဖုန်းနဲ့ပတ်သက်လို့အာမခံအပြည့်အဝပေးပြီးရောင်းချတဲ့အတွက်ကြောင့်စိတ်အေးချမ်းသာဝယ်ယူအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်